မင်္ဂလာပါ Glow ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ budget series တစ်ခုဖြစ်တဲ့ပြင် performance ဘိုင်းမှာလည်းအထူးကောင်းမွန်တဲ့လူကြိုက်အများဆုံး series တစ်ခုဖြစ်တဲ့ Lenovo IdeaPad Slim 5 16IMH9 model လေးအကြောင်းကိုပြပတ်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာ Lenovo IdeaPad Slim 5 16IMH9 series ရာဆိုရင်လက်ရှိမှာ budget နဲ့ mid range ကြားမှာအထူးကောင်းမွန်တဲ့ performance နဲ့အတူ screen အခြေကြီးကိုမှပို့ပေါပါတည်ဆောင်ခြင်းတဲ့သူတွေအတွက်တကယ့်ကိုသဘောကျစရာကောင်းတဲ့ laptop တစ်လုံးပဲဖြစ်ပါတယ်ပထမဆုံးသတိထားမိတာကတော့သူ့ရဲ့16 inch screen ပဲဖြစ်ပါတယ်။ screen ကကြီးပေမဲ့ slim ဆိုတဲ့နာမည်အတိုင်းပါလွာပြီးတရားပြူရတာလေးလံခြင်းမရှိပါဘူး။ အလူမီနီယံချက်စီနဲ့တိစောက်ထားတာကြောင့် premium ဆန်ပြီးခိုင်ခန့်ဖို့ရှိသလိုအလုပ်လုပ်တဲ့အခါဒါမှမဟုတ်စာရိတ်တဲ့အခါတွေမှာလည်းလက်တင်ရတာတတ်တာရှိလာပါတယ်။ဖြော်ပြရေးပွဲတွေပဲဖြစ်ဖြစ်ရုံးလုပ်ငန်းသုံးအတွက်ပဲဖြစ်ဖြစ်တဲ့ရဲ့ကြနာတဲ့အသွင်မျိုးပေးသွင်းပါတယ်။ performance ဘိုင်းမှာဆိုရင်လည်းဒီ laptop ရဲ့အသက်ကတော့ Intel ရဲ့နောက်ဆုံးပေါ် Core i5 125H processor ကိုအသုံးပြုပေးတာပဲဖြစ်ပါတယ်။ဒီချီဆက်ဟာ performance ဘိုင်းနဲ့မဟုတ်ပဲ AI စွမ်းဆောင်ရည် NPU ပါဝင်လာတဲ့အတွက်ကြောင့်နောက်ပိုင်းကစားလာတဲ့ AI tools တွေ multitasking တွေနဲ့ daily task တွေကိုပါအေးဆေးနိုင်နေကင်တွယ်နိုင်မှာဖြစ်ပါတယ်။ပိုပြီးသဘောကျဖို့ကောင်းတာက 16GB DDR5 RAM နဲ့တွဲဖက်ပေးတာကြောင့် app တွေအများကြီးကိုတစ်ပြိုင်တည်းဖွင့်ထားရင်တော့မှစက်ဟန်းတာမျိုးမရှိပဲချောမွေ့နေစေမှာဖြစ်ပါတယ်။ storage ဘိုင်းမှာဆိုရင်လည်း 512 SSD ပါဝင်နေတဲ့အတွက်ကြောင့် Windows တက်တာမြန်ဆန်သလို file တွေကူးပြောင်းအောင်ပါလေအချိန်ကုန်သက်သာစေတာဖြစ်ပါတယ်။ display ဘိုင်းမှာဆိုရင်လည်း16 inch WHDA 1920 1200 ရုပ်ထွက်ရှိတဲ့ IPS screen ကိုအသုံးပြုပေးတာဖြစ်ပါတယ်။ 16:10 aspect ratio ဖြစ်တဲ့အတွက်ကြောင့်ပုံမှန်69 screen တဲ့အပေါ်အောက်ပိုကျသွားရဖြစ်တဲ့ကြောင့် ATC တွေကြည်တာစာဖတ်တာနဲ့ကုတ်တင်တွေရေးတဲ့နေရာမှာမျက်စိရှင်းလင်းနဲ့အလုပ်ပုံတွေ့ကျစေမှာဖြစ်ပါတယ်။ IPS panel ဖြစ်တဲ့အတွက်ကြောင့်ဘေးတောက်ကပဲကြည့်ကာလာအမှန်ကိုမြင်တွေ့ရမှာဖြစ်ပြီးရုပ်ရှင်ကြည့်တဲ့အခါတွေမှာလည်းအားရကျဉ်းတဲ့စရာအထူးကောင်းပုံမှာဖြစ်ပါတယ်။ Windows 11 Home မှာလူသုံးများဆုံးဖြစ်တဲ့ Microsoft Office Home and Student ပါ standard အနေနဲ့တပါးနဲ့ activate ဖြစ်ပြီးသားပါဝင်လာတဲ့အတွက်ကြောင့်ရုံးဝန်ထမ်းတွေနဲ့ကျောင်းသားတွေအတွက်တကယ့်ကိုအဆင်ပြေစေမယ့်အချက်ဖြစ်ပါတယ်။ keyboard ရိုက်ရတဲ့အခါမှာလည်း Lenovo ရဲ့ထုံးစံတိုင်း touchpad ကလည်းကြည်ကြဲဝန်းဝန်းနဲ့အသုံးပြုရတဲ့အတွက်ကြောင့်အဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။အခုပြပြပေးသွားတဲ့ Lenovo IdeaPad Slim 5 16IMH9 model ရာဆိုရင် screen ကြီး performance ကောင်းကောင်းနဲ့ရည်ချည်စိတ်ချရတဲ့ laptop တစ်လုံးကိုရှာနေတဲ့သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ i5 processor ရဲ့စွမ်းဆောင်ရည်နဲ့အတူ DDR5 RAM ရဲ့ပေါ်ပါမှုတွေကြောင့်ရုံးလုပ်ငန်းပညာရေးသာမက lightweight game တွေ content creation တွေမှာပေါ်ပါလုပ်ချင်တဲ့သူတွေအတွက်ကောင်းကောင်းကြီးအသုံးတည့်မဲ့ laptop တစ်လုံးပဲဖြစ်ပါတယ်။ Lenovo IdeaPad Slim 5လေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုပါကလည်းကျွန်တော်တို့ Glow Show မှာအာမခံတစ်နေ့အပြည့်အဝပေးထားတဲ့အပြင် after sale service တွေလည်းရှိလို့စစ်ချက်လက်ချက်ဝယ်ယူနိုင်တဲ့ဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ